ကိုထွေးလေးကဖက်ပြေးသွားတယ်ကိုကြီးရဲ့တကယ်ကဒီလို ငါကျေးဇူးတင်တယ်ဦးစိန်ဒီငါကျေးဇူးတင်တယ်ဘာပဲပြောအားပေးမဲ့သူဆိုတော့ငါနားမှာနေတယောက်ပဲရှိတယ်ငါခြေထောက်ကြီးကိုမတ်တိုင်ပြီးနေတဲ့အချိန်မှာဘယ်သူမှလာမဆွဲပဲဒီငါ့ကိုလာဆွဲအောင်စိန်တော်သေးတယ်ဒီငါလက်ကိုဆွဲမိလို့ ကိုကြီးရဲ့ပါလေမျိုးလေးနေ တကယ်ဟာဆိုငါမတွေးဝင်မှုအောင်မပြောကြပါနဲ့ကွာတော်ကြပါ ပါလေမျိုးလေးနေတာတော့ဘယ်နဲ့ပြောရမလဲဆိုရင်အဲ့ဒီညအဖြစ်ပြက်တယ်ညီမလေးလုံးဝမမိခဲ့ဘူးကိုကြီးမိုးတွေကရွာကိုထွေးကပြေးကားပေါ်ကမစင်းတော်တင်ကြီးကချော်လဲဟေး ဝိုင်းစိန်ရဲ့ငါလေးအဲ့ဒီအချိန်မှာရွာသားတယောက်ကိုဓမီလေးထိုးပေးပါအကူကြီးထောင်းလိုက်တော့အဲ့ဒီရွာသားငါ့ကိုဘာပြောတယ်မှတ်တော့ ပါပြောတော့ကိုကြီးရဲ့ ကျုံမှာထိမပါလို့ထိုးမပေးနိုင်ဘူး ရက်ဆက်လိုက်တာလူကြီးရဲ့ရက်ဆက်လိုက်တာ အဲ့ဒီအချိန်မှာငါအချိန်ချင်းဆူတောင်းမိတယ် ပါသူတောင်းတော့ ။ဒီကစီးနေခဏခဏလက်ပါစေ ကိုကြီးရဲ့အဲ့ဒီနဲ့ကြည့်လို့ရတယ်ကိုကြီး ။အဲ့ဒီလျက်စီးနေလက်မှာငါဖက်တက်ပြန်တွေ့ပါလေ။အဆိုးဆုံးကတော့တို့အထက်ကဘိုးဘိုးဆိုတဲ့ကောင်လေးပေါ့ ဘာလို့လဲ ။သူ့ရဲ့ကရီဘာဖက်တက်ပြောက်လို့ဆိုပြီးတော့စကိတ်စီအောက်ကိုခေါင်းကြီးထိုးလိုက်။အပေါ်ပြန်မော့ရှာလိုက်။ပြန်ခေါင်းကြီးထိုးလိုက်။အပေါ်မော့ရှာလိုက် ငါပြောပါနဲ့ ငါစဉ်းစားမိတယ်ဘိုးဘိုးဖဏဆိုတာအောက်မှာပဲရှိမှာပါကွာအပေါ်မော့မလာပါနဲ့လို့ဘိုးဘိုးတကစိတ်မကောင်းဘူး ဖြေသားလိုက်ပါကိုကြီး ဖဏတရားကိုတောင်းကိုတော့နှစ်တောင်းဖြစ်နေတဲ့အချိန်မှာခရီးပါမတယ်အဲ့ကြရမှာလူရှင်ကအောက်ဟိပါဖြစ်တဲ့ထင်တော့ ပါပြတော့ ခရီးပါမတဲ့ကိုအလဲတက်တဲ့ကွဲသွားတယ်မနဲ့စီးစရာမရှိတော့ငါတို့သုံးဘိန်းနဲ့ဖုံကြီးเจ้าကိုလိုက်တော့လေဟင်းညိုတွေကဖိတ်လို့ဖိတ် မဲဟင်းပို့တယ်ချိုင်းနေကလည်းဖိတ်လို့ဖိတ် မဲဟင်းပို့တယ် အောက်ကြတဲ့မဲဟင်းတွေပဲပုံရရမှာလားမသိ ငါတို့ပိုးပစိုးကိုစင်ပါဆိုလို့မထားတာတစ်မျိုးဖုံကြီးเจ้าနဲ့ရောက်တော့လေမောင်းလိုက်တယ်သုံးဘိန်းစရာဘဝမှာဒီလောက်ကျွမ်းကျင်တဲ့သုံးဘိန်းစရာတစ်ခါမှမတွေ့ရဘူး မမောက်ကြဘူးမလား ငါထင်တာတော့သုံးမင်းစီရလို့ထင်တာပြီးတော့ပြိုင်ကားမောင်းတဲ့လူဖြစ်နေတယ် တန်တဲ့ညလာကိစ္စစကားဆက်ရရင်ကိုကြီး ဒီမှာလေ ကားလေးကကိုထွေးကမောင်းသွားတယ်လေကားပေါ်ကိုရေဆိုမှကြောက်လို့ဆိုပြီးမတက်တာတကယ်တော့ရေဆိုမှကြောက်လို့မဟုတ်ဘူး ဘာဖြစ်လို့တို့ ကိုထွေးစကေးမယုံလို့ လိတ်ဆိုးစားပြီ ဟာ